မိုက်တို့ဆဲလန်းညာချေတခုအောင်မချရှုံးငယ်ရတယ် မခိုင်းရတချင်းမဆိုနေဟို ဘာလို့ရောကရုံးမနောက်ဆက်ခင်တုံးလေးငါတချင်းလေးစုံနေတာဟုတ် ဒီမဲ့အမကိုပြောတာရှိသေးတယ်ပြင်းနေပါလေတော့လားဘလို့နေလာခဲ့ ဘာလို့ရော ဒီမဲ့ဟွာတဲ့တနေ့နေရတဲ့ဟိုအမကိုဖုံးချွန်သွားလေ အော်အေးတည်းမိုင်းဖုံးချရတော့ကြောင်း အေးဟာတယ်အဲ့ဒါအမဟိုတဲ့အပြင်မှာတွေ့ရလှတယ် ဟုတ်တယ်လေနင်ကငါ့ကိုရိုက်ပင်ကြည့်လိုက်လေဘလို့တွေအိုးရိုက်မိုးရိုက်မှမသိခုငါ့ကိုလူတိုင်းပြောတယ်အပြင်မှာပို့လာတယ်တဲ့တော့ငါအပြင်မှာပဲနေတော့မယ်ကင်မရာထဲမှာမနေတော့ အေးတော့လှပါတယ်အိမ်မှာထားပါတော့အိမ်မှာနှုတ်မဆက်ရဲလို့တဲ့ကြည်ပဲကြည်နေတာတဲ့ဆိုတော့အမကဘလို့ကြီးသွားနေတယ်မျက်နှာရှေ့အောင်ယူနေလာတယ် ပြန်စမ်းမအောင်ဘာကို မကြည့်အပေါ် မိုင်းဟုတ်တယ်လေတနင်္ဂနွေနေ့တော့ငါသွားခဲ့တာလေမိုင်းဖုံးချရတော့ကြောင်းအလူကိုလေ အမကနှုတ်ဆက်ရဲလို့တဲ့ နှုတ်ဆက်ပါမလီကျမမာနာမကြီးပါဘူးကျမပေါ့ပါပါပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်မမချမ်းတွေ့ရင်နှုတ်ဆက်နော် ပေါ်လုံးခံရလား ပေါ်လုံးလုံးမမချမ်းနည်းနည်းချော့နေရတယ်တွေ့ရင်နှုတ်ဆက်ကြပါအဲ့တော့မချမ်းတို့ကိုဆက်ပြီးတော့လဲအားပေးကြပါအောင်